သူတပြည့်အဓိကဒီနေ့ကျွန်တော်ဖျားရဲ့နှုတ်ဆော်ခြင်းခါတာကပူတောင်းမှရှိတဲ့ကျွန်တော်တို့ရဝမ်းလီစုလူငယ်တွေအတွက်ပေါ့နော်သူတဖြင့်ဖျားစကားပေါ့နော်ဖျားနှုတ်ဆော်ခြင်းခါတဲ့အတွက်ကြောင့်မလို့ဒီနေ့ကျွန်တော်ဖျားသခင်ကျွန်တော်ကိုတုံးသွားတော့ကျွန်တော်အတုံးတော်ခံတော်မှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အစင်စင်မစခင်မှာကျွန်တော်တို့အရောက်စီတိုင်းပေါ့လူငယ်တွေပေါ့ကျွန်တော်ချစ်တဲ့ညီငယ်ညီမငယ်တွေပေါ့နော်ဒီမှာခုမိမိကိုမိမိအတတော်စကားအောင်မိမိကိုမိမိနှလုံးသားကိုတကယ်ပဲအဲ့ဒီတရှင်တော်ဝိညာဉ်တော်ကိုလွတ်လပ်စွာပေါ့နော်သူအလုံးလုံးခွင့်ကျွန်တော်ပြရအောင်နော်ဒီယေရှုခရစ်တော်ဘုရားလက်ထက်အပ်ပြီးတော့မှတရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့အရောက်စီတိုင်းကိုမိမိရဲ့အတ္တမိမိရဲ့ဝိညာဉ်မိမိရဲ့ဒီအတွင်းစိတ်ဝိညာဉ်ပေါ့နော်အဲ့ဒီအရာကိုတရှင်တော်ဝိညာဉ်တော်ရဲ့ဗိတ်သိက်ချင်းစီစဉ်ဖို့အဲ့ဒီနားလေခြင်းဗိတ်သိက်ချင်းဒီရှင်းလင်းရတဲ့ဗိတ်သိက်ချင်းရရှိဖို့အတ္တမှာတကယ်ကောင်းကြီးမင်္ဂလာဖြစ်ဖို့ဒီနှုတ်ကပတ်တော်အဖြစ်ပေါ့နော်မိမိအတ္တမှာအနည်းငယ်အချိန်ယူပြီးတော့မှာပေါ့နော်တမနစ်လောက်ရောက်စီတိုင်းတမနစ်လောက်အချိန်ယူရအောင်โอเคကျွန်တော်အချိန်အများကြီးတော့မယူပေါ့နော်ဒီမိနစ်20ဝန်းကျင်လောက်ပေါ့နော်မိနစ်20အများဆုံး30ပေါ့ဒါပေမဲ့မိနစ်10မိနစ်20ကြာပေါ့နော်အချိန်ယူခြင်းနဲ့ဆိုတော့မျိုးဆက်တစ်လူငယ်များဆိုတော့မျိုးဆက်တစ်လူငယ်များလို့ပြောတဲ့ခါမှာဒီနေ့ကျွန်တော်တို့ဒီအသက်30အောက်လူငယ်တွေကလေးတွေကကျွန်တော်သူလေးသူမလေးတွေရဲ့ကလွန်ခဲ့တဲ့အနှစ်20မှာကျွန်တော်တို့ကဒီညီငယ်ညီမငယ်တွေကအသက်10နှစ်73နှစ်နော်14နှစ်17နှစ်12နှစ်10နှစ်9နှစ်အရွယ်တွေဖြစ်မယ်ဆိုတော့ကျွန်တော်ဒီလိုပဲဒီပြောချင်တာပေါ့ဘာလို့ဆိုရင်အခုအသက်30အရွယ်တွေကလွန်ခဲ့တဲ့အချိန်မှာကလေးငယ်လေးပဲရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကဖြစ်တဲ့အရာတွေကနားလည်ကြမှာမဟုတ်ဘူးเนาะဆိုတော့ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကဒီနေ့မျိုးဆက်တစ်ကျွန်တော်တို့ချစ်တဲ့ညီငယ်ညီမတွေကျွန်တော်ရဲ့တူလေးတူမလေးရဲ့အတ္တဟာဒီနေ့ဒီချိန်မှာပြီးတော့မနေ့ဖြန်နောက်နှစ်တွေမှာနောက်ဆက်တွဲကကျွန်တော်တို့မှာဘယ်လိုမျိုးအတ္တနဲ့ဘယ်လိုအသက်ရှင်ရမလဲဘယ်လိုမျိုးအတ္တနဲ့ဘယ်လိုကျွန်တော်ဥဆောင်သွားမလဲဆိုတဲ့အတ္တအဖြစ်ကျွန်တော်အနည်းငယ်ဒါတမန်ကျမ်းစာကိုကြည့်ပြီးတော့မှအနည်းငယ်ဝင်ငှချင်တယ်ဆိုတော့ဒီကျွန်တော်တို့သခင်ယေရှုမရှိတဲ့အတ္တနဲ့သခင်ယေရှုနဲ့မသွားတဲ့အတ္တနဲ့သခင်ယေရှုနဲ့သွားနေတဲ့အတ္တဟာအင်မတန်မှကွာခြားတယ်ယခုအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ပူတောင်မှာဖြစ်နေတဲ့ခရစ်တော်ရဲ့အသင်းတော်မှာဖြစ်နေတဲ့အဲ့ဒီပြဿနာဟာဖခင်ရဲ့အလိုတော်လုံးဝမဟုတ်ဘူးလို့ကျွန်တော်အဲ့လိုပဲပြောချင်တယ်သခင်ယေရှုစေခိုင်းတဲ့အလုပ်မဟုတ်ဘူးဖခင်သခင်အမှုတော်ထဲမှာပါဝင်နေတဲ့အလုပ်မဟုတ်ဘူးပေါ့ဒါဆိုရင်ဘုသူရဲ့အလုပ်လဲဆိုရင်ဘသူရဲ့အလိုလဲဆိုလို့ရှိရင်စာရမဏတ်ရဲ့အလိုဖြစ်တယ်အဲ့ဒါကတော့အကြောင်းမို့ဒီနေ့ကကျွန်တော်ချစ်တဲ့ညီငယ်ညီမငယ်တွေသူလေးတူမလေးကျွန်တော်အားပေးချင်တာကဒီပြဿနာကဒီကိစ္စကကျွန်တော်တို့ဒီလူငယ်တွေကစခဲ့တဲ့ပြဿနာမဟုတ်ဘူးဆိုတဲ့အကြောင်းအဲ့လိုနားလည်ကြအောင်လူငယ်တွေဒီပြဿနာကကျွန်တော်တို့ရှေ့ကလူကြီးတွေကရှုပ်ခဲ့တဲ့အလုပ်အရှုပ်ထုတ်ဖြစ်တယ်ဆိုတဲ့ဟာကိုအားကြောင့်အဲ့ဒီပြဿနာကိုကျွန်တော်ချစ်တဲ့လူငယ်တွေတင်းတို့ရဲ့အတွင်းနှလုံးသားထဲမှာနေရာမဝင်စေပါနဲ့လို့ကျွန်တော်အပ်ပြီးခြင်းတယ်အခုလက်ရှိမှာကျွန်တော်အတွင်းနှလုံးသားထဲမှာအဲ့ဒီလူကြီးဒီစီကနေဆင်းသက်လာတဲ့အဲ့ဒီပြဿနာကိုတင်းတို့အထဲမှာရှိတယ်ဆိုလို့ရှိရင်ထုတ်ပစ်လိုက်ပါ
အဲ့ဒါယူပြီးတော့မှကျွန်တော်တို့ရှစ်ဆက်တောင်းယူဖို့မလုပ်ပါနဲ့လို့ကျွန်တော်အားပေးခြင်းတယ်နော်ကျွန်တော်ပုံပုံလင်းလင်းရှင်းရှင်းလင်းလင်းပြောမယ်ဆိုအဲ့ဒီဖရားเจ้าကအဲ့ဒီမြေကအဲ့ဒီဘာသာရေးခေါင်းဆောင်တွေကတင်တို့လူငယ်တွေကိုချီးမြှောက်ပေးမှာဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးတင်တို့လူငယ်တွေကိုချီးမြှောက်ပေးနိုင်ကထာဝရဖရားပဲဖြစ်တယ်ဟာလေလုယာအာမင်လို့သူဒီမြင်နိုင်တဲ့ဒီပစ္စည်းဥစ္စာဂုံပကတနာတွေကချစ်တော်ညီငယ်ညီမဒီရဲ့တင်တို့ရဲ့အတ္တတာကိုပြောင်းလဲစေမှာမဟုတ်တလို့ချီးမြှောက်ပေးမှလည်းမဟုတ်ဘူးအားကြောင့်မို့လို့ကျွန်တော်အရင်ချစ်တဲ့ညီငယ်ညီမတွေဒီနေ့ရုံဝါလူမျိုးတွေလီဆူလူမျိုးတွေပူတောင်မှာရှိတဲ့တယောက်ချင်းစီတိုင်းရဲ့လူငယ်တွေအတ္တတာထဲမှာအလိုအဆုံးကဒီမျိုးဆက်တည်းရဲ့အတ္တတာထဲမှာအလိုအဆုံးကသခင်ယေရှုခရစ်တော်ဘုရားပဲဖြစ်တယ်အာမင်ယေရှုခရစ်တော်ဘုရားပဲအရေးကြီးဆုံးဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားအတ္တတာထဲမှာနေရာယူခိုင်းပါလို့ကျွန်တော်အားပေးခြင်းတယ်နေရာယူခိုင်းပြီးတော့မှကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲပေါ့နော်ဒီတမန်ကျမ်းစာထဲမှာတိယောအခန်းကြီးနှစ်အငယ်၄ထဲမှာဘလို့ဖော်ပြထားတယ်လဲဆိုလို့ရှိရင်ဒါလီဆူစကားနဲ့ဆိုရင်ငွာဤတဲ့ဆလိုဘီဘက်စဤထောဝတဲ့မဖူချိုစနာကုဆုငါစတေချာမမီဤနဲ့ကွာမတဲ့နော်ရုံဝန်လိုကြတော့လဲကျွန်တော်ဒီကျမ်းစာမှာဖတ်တဲ့အခါပေါ့ဗမာကျမ်းစာနဲ့ဒီကျွန်တော်လီဆူကျမ်းစာရဝန်ကျမ်းစာအင်္ဂလိပ်ကျမ်းစာနဲ့ဒီရှင်ပြီးကြည့်တဲ့အခါမှာဗမာကျမ်းစာမှာကသစ္စာဆိုပြီးတော့ရေးထားရှိတယ်ဒါပေမဲ့ဒီရဝန်ကျမ်းစာရဲ့ဘယ်လိုခေါ်လဲဒင်းလုံဂအန်အဒုံထမအဲ့ဒီတမန်တရားလဲအဲ့ဒီလူထဲမှာမရှိဘူးတဲ့ဘာလို့လဲဆိုရင်ငါသခင်ကိုတည်တယ်လို့ပြောပြီးမယ်တဲ့အဲ့ဒီသခင်ရဲ့ပညာတော်သခင်ရဲ့စကားအတိုင်းအသက်မရှင်ဘဲနဲ့ငါသခင်ကိုတည်တယ်လို့လိန်ညာတာတဲ့အဲ့ဒီလူထဲမှာဘာကြောင့်လဲဆိုလို့ရှိရင်တော့တမန်တရားမရှိဘူးတဲ့အဲ့တော့တမန်တရားဆိုတာကယေရှုခရစ်တော်ဘုရားကိုပြောနေခြင်းဖြစ်တယ်ဆိုတော့တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဒီနေ့မောရှေရဲ့အသက်တာနဲ့ဟိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်အားပေးခြင်းတယ်နော်ဒါကြောင့်အဲ့ဒီမသွားခင်မှာချက်တဲ့ညီငယ်ညီမငယ်တွေရဲ့အသက်တာထဲမှာအရေးကြီးဆုံးကယေရှုခရစ်တော်ဘုရားဖြစ်တယ်အဲကြောင့်မို့သခင်ယေရှုကိုအတွင်းနှလုံးသားတကားဖွင့်ပြီးတော့မှနေရာပြီးပါနေရာပြီးပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာရောခန္ဓာစိတ်ဝိညာဉ်နောက်ဘဝနောက်ဆက်အသက်ရှင်မဲ့အဲ့ဒီဘဝတစ်လျှောက်လုံးကိုသခင်ယေရှုလက်ထက်မှာအပ်ပြီးတော့မှကျွန်တော်တို့နောက်ပြီးတော့မှဒီအသင်းတော်ဒီကိုဒီဘယ်လိုခေါ်မလဲကျွန်တော်ဒီဖရာသခင်တီဆောက်ထားတဲ့ဒီအသင်းတော်ဆိုတာဖရာကြောင့်ပြောနေတာမဟုတ်ဘူးနော်ယေရှုခရစ်တော်ဘုရားယုံကြည်တဲ့လူတွေကိုပြောနေတာအဲ့ဒီလူတွေကိုဘုရားသားသမီးတွေကိုကျွန်တော်တို့ကဆက်လက်ပြီးတော့မှတာဝန်ယူပြီးတော့မှဥဆောင်ပေးရမှာဖြစ်တယ်ဒီပြဿနာကိုယူပြီးတော့မှဥဆောင်သွားမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အတွင်းနှလုံးသားထဲမှာကပြဿနာကိုထုတ်ပြီးတော့မှယေရှုကိုနေရာထားပြီးတော့မှဆက်လက်ပြီးတော့မှကျွန်တော်တို့သွားအောင်ဆိုတော့တမန်ကျမ်းစာမှာကြီးတဲ့အခါမှာမောရှေခေတ်မှာနော်ဖျားစကားနားမထောင်တဲ့လူတွေကလူကြီးတွေပဲနော်တမန်ကျမ်းစာမှာဒီတိုင်းပဲရှိတယ်တကယ်အီဂျစ်ပြည်ကထွက်လာတဲ့လူကြီးတွေပဲနားမထောင်တာဖျားစကားနားမထောင်တာမောရှေကိုပုံကန်တာအဲ့ဒါပဲသူတို့ပဲဒါကြောင့်မို့လို့ဒီဆက်လက်ပြီးတော့ကျမ်းစာဖတ်တဲ့အခါမှာအဲ့ဒီလူကြီးတွေကတစ်ဆက်ပြီးတစ်ဆက်ဒီနှစ်40လောက်ကသူတို့ကတောထဲမှာတည်ကြေးပြီးတော့မှအကုန်လုံးအဲ့ဒီမှာတည်သွားတယ်နောက်ဆုံးယောရှုရဲ့ကလည်းတို့ပဲဟိုဘက်ကိုသွားတယ်အခါမောရှေလည်းအဲ့ဒီမှာတည်သွားတဲ့အခါမှာရှစ်ဆက်ပြီးတော့မှအဲ့ဒီအသင်းတော်ဆိုတဲ့လူတွေဖရားရဲ့လူတွေကိုတာဝန်ယူပြီးတော့မှဥဆောင်သွားမှာအဲ့ဒီခါမှာအဲ့ဒီနေရာမှာယောရှုကဥဆောင်သွားတာဖြစ်တယ်ဒါရုပ်လူငယ်တွေကဥဆောင်သွားတာဒါကြောင့်မို့အခုလက်ရှိလူကြီးတွေကဘယ်သူမဆိုပေါ့လူငယ်တွေရောတစ်ချိန်မှာလူကြီးဖြစ်လာမယ်လူကြီးတွေကတစ်စစ်လူကမျိုးဆက်တစ်ခုနဲ့တစ်ခုလူတွေကတက်တန်းကုန်ပြီးတော့မှကောင်းကင်နိုင်ငံပြသွားမှာဘုရားသားသမီးတိုင်းကအဲ့ဒီချိန်မှာမောရှေတို့လိုခန္ဓာကိုယ်ဒီမြေထဲမှာဒီခန္ဓာကိုယ်ဒီအသက်ကုံဆုံးတဲ့ခါမှာရှစ်ဆက်ပြီးတော့မှဒီဖရားရဲ့လူဆိုတဲ့ဖရားရဲ့အသင်းတော်ဆိုတဲ့အဲ့ဒီဖရားသားသမီးတွေကိုဥဆောင်တဲ့ထဲမှာဖရားကိုအယမ်းချစ်တဲ့ဖရားကိုနေရာပေးတဲ့ဖရားကိုကိုးစားတဲ့ယောရှုကဥဆောင်ပြီးတော့မှဖရားခင်ကဥဆောင်ခိုင်းပြီးတော့မှတကယ်ကြီးကျယ်ခမ်းနားတဲ့ကောင်းကြီးမင်္ဂလာနဲ့ပြည့်ဝတဲ့အဲ့ဒီခန္ဓာပြိုသူတို့ရောက်သွားတာအဲ့ဒီတိုင်းပဲဒီနေ့ချစ်တဲ့ညီငယ်ညီမငယ်တွေကျွန်တော်တို့ရဲ့အသက်တာဟာမောရှေပြီးတဲ့ခါမှာ
ရှစ်ဆက်ပြီးတော့မှယောရှုကတောင်းယူပြီးဥဆောင်သွားတယ်လို့ဒီအသင်းတော်ကိုကျွန်တော်တို့ကတောင်းယူသွားမှာကွဲပြားဖို့မဟုတ်ဘဲနဲ့တကယ်ချစ်ချင်းမြတ်တာနဲ့ဒီအသင်းတော်ဆိုတဲ့ဖခင်ရဲ့သားသမီးတွေကိုကျွန်တော်တို့ကနောက်ဆက်တွဲမှာကျွန်တော်တောင်းယူသွားမှာဖြစ်တယ်အားကြောင့်မို့ကျွန်တော်ဒီနေ့အားပေးချင်တာကဒီပြဿနာကိုကျွန်တော်အထဲမှာထားပြီးတော့မှဆက်လက်ဒီပြဿနာကိုယူဆောင်ပြီးတော့မှထမ်းဆောင်ရမယ်လူငယ်တွေမဟုတ်ဘူးဒီမျိုးဆက်တွေကနော်သခင်ယေရှုကိုကိုးစားပြောသခင်ယေရှုအထဲမှာနေရပြီးပြီးတော့သခင်ယေရှုစေခိုင်းတဲ့အတိုင်းကျွန်တော်တို့ကဒီအသင်းတော်ဆိုတဲ့လူတွေကိုဖခင်ရဲ့တသမီဖခင်ရဲ့လူတွေကိုဥဆောင်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်အားပေးခြင်းတယ်နော်ဒါကြောင့်မို့လို့ချစ်တော်ညီကိုမောင်မတို့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဟာဒီလောကမှာအသက်ရှင်တာခဏလေးပဲနော်ကျွန်တော်တို့လူငယ်တွေကဘာအပြစ်မှမရှိဘူးအဲကြောင့်မို့နောက်ဆုံးကျွန်တော်အားပေးချင်တယ်ကျွန်တော်လူငယ်အချင်းချင်းမမုန်းကြပါနဲ့နော်ကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့ရဝမ်လူမျိုးတွေရောကျွန်တော်လီဆူလူမျိုးတွေရောကျွန်တော်အချင်းချင်းမမုန်းကြပါကျွန်တော်လူငယ်တွေမှာလုံးဝအပြစ်မရှိဒါပေမဲ့စာရန်ဒီကကျွန်တော်တို့ကိုတခါတည်းဆွဲခေါ်သွားတာလူကြီးတွေနဲ့လူကြီးတွေရဲ့တခါတည်းဆွဲခေါ်ပြီးမှသူတို့နဲ့ပါစီချင်တာဒါပေမဲ့ကျွန်တော်တို့ကဘာမှပြဿနာအပြစ်မရှိဘဲနဲ့ကျွန်တော်တို့ကအဲ့ဒီထဲမှာရောပြီးတော့မှကျွန်တော်တို့ကဒီနေ့ဖယားမနစ်သက်တဲ့ဖယားအရန်ကိုဝန်းနေစရာကောင်းတဲ့အလုပ်တွေကိုကျွန်တော်ပါနေတာအဲ့ဒါကတကယ်ကိုအလိုတော်မဟုတ်ဘူးဆိုတော့ကျွန်တော်အပီးချင်တယ်နော်ဒီလိုပဲပြောပြချင်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ဒီအချင်းတိုလေးမှာကျွန်တော်ဒီနေ့အပီးတွေထဲမှာပေါ့နော်တကယ်ပဲသင်တို့ရဲ့စိတ်နှလုံးသားထဲမှာဖယားသခင်စကားပြောတယ်ဖယားသခင်နှုတ်ဆော်ချိခံရတယ်ဆိုလို့ကျွန်တော်အသက်တာကိုပြောင်းပြီးတော့မှတကယ်ခရစ်တော်နောက်ကိုပဲလိုက်ရအောင်လူနောက်မလိုက်ဘဲနဲ့ခရစ်တော်နောက်ကိုလိုက်ရအောင်နော်ဘာသာရေးခေါင်းဆောင်တွေကလည်းတကယ်ဖယားနဲ့နောက်ကိုလိုက်တဲ့လူရဲ့နောက်ကိုလိုက်ရအောင်ဖယားနောက်လိုက်တဲ့စီယာသမားတွေနောက်ကိုလိုက်ရအောင်နော်ဖယားကိုတကယ်ချစ်တဲ့ဖယားအကြံစီအလိုရတဲ့တွားနေတဲ့ဥဆောင်တဲ့လူတွေရဲ့နောက်ကိုလိုက်ရအောင်အဲ့ဒါဆိုရင်ယောရှုကဖယားကိုချစ်တဲ့မောရှေနောက်ကိုလိုက်တဲ့ခါမှာမောရှေကိုစားဖယားသခင်ကသူ့ရွေးချယ်ပြီးတော့မှအဲ့ဒီဖယားရဲ့လူတွေအသင်းတော်ကိုဥဆောင်ပြီးတော့မှတကယ်ကြွေဝချမ်းသာတဲ့နေရာကိုရောက်ရှိသွားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်လောကမှာခဏသိရှင်တဲ့ခါမှာကျွန်တော်ခေတ်သစ်မျိုးဆက်တဲ့လူငယ်တွေဟာနောက်တစ်ချိန်မှာဒီအသင်းတော်ကိုဆိုတဲ့ဒီအသင်းတော်ကိုပဲဆက်လက်ဥဆောင်ပြီးတော့မှဒီရဲ့လောကမှာခဏအသက်ရှင်တဲ့ခါမှာလည်းဒီခန္ဓာပြေလို့ဒီခန္ဓာကိုယ်ထဲမှာလည်းကြွေဝခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ငြိမ်သက်ခြင်းနဲ့ပေါ့နော်ဒီချစ်ချင်းမေတ္တာနဲ့ပြေဝတဲ့အသင်းတော်တွေကိုကျွန်တော်တို့ကဥဆောင်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ခရစ်တော်မပါရင်ခန္ဓာပြေကိုရောက်နိုင်စရာအကြောင်းမရှိပါဘူးခရစ်တော်ပါပြီးတော့မှကျွန်တော်တို့လူငယ်တွေစိတ်ဓာတ်ခိုင်မာပြီးတော့မှခရစ်တော်နဲ့ရဲမမို့ဖခင်သခင်ရဲ့တမန်တော်ဖက်မှာယက်တည်ပြီးတော့မှကျွန်တော်တို့ဆက်လက်ပြီးတော့သွားကြရအောင်ဆိုပြီးဒီနေ့ကျွန်တော်အပေးချင်တာဖြစ်ပါတယ်ပေါ့နော်ရောက်စီတိုင်းပေါ်မှာဘုရားရှင်ဒီကောင်းကြီးမင်္ဂလာပြီးလေဝိညာဉ်တော်ဘုရားမဆာလျက်သခင်ယေရှုခရစ်တော်ရဲ့စကားကိုနားထောင်ပြီးတော့မှတကယ်မျိုးဆက်တဲ့ရဲ့တာဝန်ကိုဘုရားအလိုတော်နဲ့အညီဥဆောင်နိုင်သောလူငယ်များတွေဖြစ်ပါစေဆိုပြီးတော့မှဒီနေ့ကျွန်တော်အနေငယ်ဆုတောင်းပြီးတော့မှနားပါတယ်ယေရှုခရစ်တော်ဘုရားနာမတော်မြတ်၌အာမင်ဆိုတော့ဒီနေ့ဘောနော်ဒီထဲမှာခဏဒီမေးချင်တာရှိတယ်ဆိုလဲကျွန်တော်မေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ပြောတဲ့ထဲမှာမှားတာရှိတယ်ဆိုလို့ရှိရင်လေတူပွင့်လင်းလည်းပေါ့နော်ကျွန်တော်ကိုဒါထောက်ပြလို့ရတယ်ဆိုတဲ့အကြောင်းပါအချိန်3မိနစ်လောက်ယူရအောင်ကျွန်တော်တို့ယေရှုနဲ့သွားအောင်နော်သခင်ယေရှုနဲ့သွားအောင်သခင်ယေရှုဦးစားပြီးပြီးတော့မှသခင်ယေရှုကအတွင်းနှလုံးသားထဲမှာနေရပြီးပြီးတော့မှဒီကျွန်တော်တို့လီဆူကျွန်တော်တို့ရဝမ်လူမျိုးလဲရဝမ်ပဲရဝမ်အချင်းချင်းနော်ဝိညာဉ်ကြီးကလည်းပြောမယ်ဆိုရင်ဖယားသားသမီးအချင်းချင်းလီဆူလူမျိုးအချင်းချင်းဒီလိုဖြစ်နေတာဟာဖယားလူတော်လုံးဝမဟုတ်ဘူးယာနှုံးဖြစ်လုံးဝမဟုတ်ဘူးပေါ့နော်ဒါစာရမဏတ်ကလုံးနေတာအဲကြောင့်မို့တိရောအောင်နော်ယောဟန်ခန်းကြီး30မှာစာရန်ကအဲ့လိုဖြစ်ဖို့ပဲလာတာဖြတ်စည်းဖို့ပဲလာတာသူကဖြတ်မယ်ခိုးမယ်ဗါတွေခိုးသွားတယ်ဆိုရင်အတွင်းနှလုံးသားပျော်ရွှင်ခြင်းငြိမ်သက်ခြင်းချစ်ချင်းမေတ္တာတွေသူခိုးသွားတာနော်နောက်ဆုံးတတ်ချင်းလာတာတဲ့တယောက်နဲ့တယောက်အချင်းချင်းတိုက်ပြီးတော့နောက်ဆုံးဟိုလို့ဒီဒါခုတ်ပါပြီးမှအတိတ်တတိစာရာကအဲ့လိုမျိုးဆွဲခေါသွားတာတွေးဆောင်သွားတာဖယားမှုတို့ဆောင်တယ်လို့စိတ်ထဲမှာငါဖယားသခင်အတွက်ယက်တည်ပြီးနေတယ်ပေါ်လူလို့ပေါ့အဲကြောင့်မို့လို့ဒီနေ့ဒီ3မိနစ်အတွင်းမှာကျွန်တော်တစ်ချက်လောက်ပြန်ဒီထဲမှာဒီ
ဒီပေါ်လာလို့အားပေးတာဖြစ်တယ်ပေါ့နော်ပေါ်လူလိုက်အတိုင်းပဲလीနော်အိုးယုံကြည်သူတွေကိုတော့ညင်ပါနှိပ်စက်တာဘုရားအမှုတော်ဆောင်နေတာအာရပါတော့တကယ်အာရပါရဒါပေမဲ့ယေရှုရတဲ့နေ့မှာပြောင်းပြဖြစ်သွားတယ်အဲ့လိုလို့ရအောင်ရှောလို့အသက်တာအဖြစ်ပြောင်းပြီးမှပေါ်လို့အသက်တာနဲ့ကျွန်တော်တို့အသက်ရှင်ရအောင်ဆိုပြီးတော့ကျွန်တော်အားပေးခြင်းနဲ့နော်ကျေးဇူးအမြတ်တင်ပါတယ်